ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်ပန်ကူရွာအနီးရှိတောအတွင်းမှာအွန်လိုင်းလောင်းကစားလုပ်ငန်း online gambling လုပ်ကိုင်နေသည့်အဖွဲ့ဝင်126ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။တာချီလိတ်မြို့နယ်အတွင်းအွန်လိုင်းလောင်းကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်းသတင်းအရ2026ခုနှစ်ဧပြီလ9ရက်ယနေ့နေ့လယ်ပိုင်းတနာရီခွဲအချိန်မှာလုံခြုံရေးတပ်ဖွဲ့ဝင်များကပန်ကူရွာအနီးရှိတောအတွင်းတနေရာကိုတွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ဒို့သောစစ်ဆေးရာတွင်အွန်လိုင်းလောင်းကစားရုံငန်းလုကိုင်ရန်နှင့်နေထိုင်စားသောက်ရန်အတွက်ပြင်ခင်တန်ကာပတ်သွဲမိုးထားသည့်အဆောက်အုံကိုလုံးကိုတွေ့ရှိခဲ့ပါသည်။နိုင်ငံတွင်းသို့တရားမှုဝင်ခိုးဝင်နေထိုင်သည့်နိုင်ငံသား126ဦးတရုတ်နိုင်ငံသား125ဦးနှင့်လာအိုနိုင်ငံသား2ဦးကိုတပ်တေခံဖြစ်စည်းများနဲ့အတူဖမ်းဆီးခဲ့ရတယ်လို့သိရပါသည်။ဖမ်းဆီးရမိသည့်အွန်လိုင်းလောင်းကစားအထောက်အကူအသုံးပြုဖြစ်စည်းများမှာမော်နီတာ20လုံးကွန်ပျူတာပုံ System Unit 68လုံးကွန်ပျူတာ All-in-one ကွန်ပျူတာ46လုံး Starlink 12လုံး Wi-Fi set router 12လုံးဖုန်းအမျိုးမျိုး105လုံးနဲ့အတူတွေ့ရပါတယ်။လောင်းကစားလုကင်သူများကိုလည်းထိရောက်စွာအရေးယူသွားမည်အပြင်ဆက်ဆက်ပတ်သက်သူများကိုလည်းဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ဒီသတင်းကိုအဆုံးထိအချိန်ပေးကြည့်ရှုပေးကြတဲ့အကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အခုလိုဖြစ်ရတူနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကိုလည်းကော့မန့်မှာရေးသားပေးခဲ့လို့ရပါတယ်နော်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေ။